မြန်မာနိုင်ငံကိုစားပြုတင်ဖြစ်တဲ့ YG versus on Indonesia တို့ရဲ့ပွဲနေလေးဟာလမ်းတော်တောင်းတွေကိုရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ်ဒီကားရဲ့ပြေတိုးတာနဲ့ကာရီတကောင်တော့ပြန်ရောက်ကျိုးလိုက်မရနိုင်ဘူး first black ကိုတော့ပြန်ပေးထားအပြင်လူပီနဲ့တော့လဲလက်ထားမှသေးတယ်တော့ပဲ Fantasy တီပေးရသေးတဲ့နောက် Parade ပြန်ခင်းနေရ Follow A Strategy ကြားထဲမှာရေပြန်ချမှာလားကီဘောပြန်ပြီးခေါ်ရသေးကောင်းတယ်ဗျာရှင်ပြန်ပြီးထိုးပြီးတဲ့ထိုးချက်တွေကြားထဲမှာဟဲကျိုးရင်လိုက်ဆွဲနေတယ်ပဲလူပီကောင်တက်ချာနောက်မှချနေခဲ့တဲ့ Curry မှာအဆုံးသတ်နေနေပဲဒီတော့မှလူပီ play ကလည်းပြတ်ထွက်လာတယ်ဗျာတောင်းလျှောက်ဆိုလိုပဲရှင်ထိုးဟဲကြားမှာဘိုင်ဝဲမှာလည်းတက်တယ်မှာတော့ဟဲထက်ရအလဲမှာလည်း sense ပါမယ်လဲမှာတော့ sense နေတောင်းလျှောက်ပဲအော်တောင်းလေးပါတက်ကောင်လုံးတော့ရေထိုးရဲဖောင်လေးပြန်ပေးလိုက်ဗျာဆန်တဲပြီးတော့တောင်းရင်ပြန်ပြီးတော့ပေးလိုက်နောက်မှလည်းဟဲတောင်းလျှောက်ကြီးပဲပြန်ပြီးတော့ဝင်လာသေးတယ်မှာပြစ်တကောင်ပြန်ပြီးတော့ကြာသွားခဲ့ရပြီဗျာကတ်တလုံးပြန်ပြီးတော့ပိုင်းလာသေးတဲ့နောက်မှာတော့သူကျတဲမီနေကြတယ်မှာဟဲတကောင်ပြန်ပြီးတော့တောင်းသွားခဲ့ရတယ်ဗျာတောင်းလျှောက်ပဲပြန်ပြီးနေခဲ့စတဲမီနေဒီမှာကီပိုင်းတကောင်တက်ပြီးတော့တောင်းသွားနေတယ်နောက်မှချက်နေခဲ့တဲ့စကာလာတကောင်မှာတက်ပြီးတော့ကြာဖို့တော့များနေနေပဲတက်ပဲကေးမှာရေနဲ့တူ1အားမေဗျာလင်းနေဒီချိန်တော့ပြန်တော့ဝင်လိုက် blending ရွှေ့ပြကွဲလာတယ်လုံးဝစိတ်တွက်ကွဲဖြာထွက်နေပဲ carry down key point down ဝိုင်းချိန်မှာဖုန်းမိုင် tower phone ရင်းနေတယ်ပြန်ပြီးတော့မေးတာ sky လောက်တစ်ချက်ရင်းနေပြေးတော့နေရဗျာဆန်ဘလုံးမကာလို့မရတော့နောက်မှာတော့ရန်ကုန် Gladico on နဲ့ ID လို့အသေးမျိုးတော့ရိုက်ခွဲသွားခဲ့ပြီဖြစ်ပါတယ်